အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဇတ်လန်းလေးရဲ့အမည်ကတော့လွန်ရဲ့နီကုံလို့အမည်ရပါတယ်ခင်ဗျာဇတ်လန်းလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးလုပ်ပေးသွားကြပါဦးခင်ဗျာပြည့်ဖြိုးနဲ့မျက်နှိုးဟာတရွာတဲ့နေတရေတဲ့တောက်ပြီးတူကြီးပြင်းခဲ့ကြတဲ့ငယ်ပေါင်းတငယ်ချင်းတွေဖြစ်ကြပါတယ်အရွယ်ရောက်လာတဲ့အခါမှာတော့သူတို့နှစ်ယောက်ဟာလူငယ်တဘာဝရှစ်သူကြီးစားတွေဖြစ်သွားခဲ့ကြပါတယ်သူတို့နှစ်ယောက်ဟာငယ်ငယ်လေးကခင်လာတဲ့တန်ရုံးစင်တွေကြောင့်တယောက်ကိုတယောက်အရန်ကိုချစ်ကြတဲ့ချစ်သူစုံတွေလေးတတွဲပါပဲရွာမှာဘာပွဲပဲရှိရှိနှစ်ယောက်သားအတူတူတွဲသွားခဲ့ကြပြီအရှိကြီးရှိခဲ့ကြပါတယ်ရှင်ကာလတစ်ခုရောက်တဲ့အခါမှာပြည့်ဖြိုးတယောက်သူ့ရဲ့ကောင်မလေးမျက်နှိုးကိုပြည့်ပြည့်စုံစုံနဲ့တင်တောင်းနိုင်မှုအတွက်မြို့မှာအလုပ်သွားလုပ်ခဲ့ပါတယ်မြို့မှာအလုပ်တွေစူးစမ်းမယ်ပတ်စံတွေစုပြီးမျက်နှိုးကိုတင်တောင်းမယ်လို့ဂရိတွေထပ်ထပ်ပေးခဲ့ပါတယ်ပြည့်ဖြိုးတယောက်မြို့ကိုရောက်တဲ့အချိန်မှာတော့သူ့ရဲ့ရွယ်ချက်တွေပြည့်ဖို့အတွက်ရရအလုပ်ကိုလုပ်ပြီးပတ်စံစုနေခဲ့ပါတယ်ရွာမှာကြံခဲ့တဲ့မျက်နှိုးကတော့ပြည့်ဖြိုးကိုလွမ်းတဲ့အချိန်တိုင်းပြည့်ဖြိုးပေးပို့လိုက်တဲ့စာလွှာလေးတွေကိုဖတ်ရင်းသူမရဲ့အလွမ်းဝေဒနာကိုနှစ်သိမ့်နေခဲ့ပါတယ်တိုးတက်ခွင့်ပြုမှုမရှိသေးတဲ့ခေတ်ဖြစ်တာကြောင့်တယောက်ကိုတယောက်စာလွှာလေးတွေရေးရင်းပဲလွမ်းဖြေနေခဲ့ကြပါတယ်ပြည့်ဖြိုးဟာတစ်နှစ်မှတစ်ကြိမ်လောက်ရွာကိုအမြဲတမ်းပြန်လာတတ်ပါတယ်ပြန်လာတဲ့အခါတိုင်းမှာလည်းမျက်နှိုးအတွက်လက်ဆောင်လေးတွေဝယ်လာတတ်ပါတယ်မျက်နှိုးဟာသူ့ရဲ့ရှစ်သူကောင်လေးပေးတဲ့လက်ဆောင်ပစ္စည်းလေးတွေနဲ့စာလွှာလေးတွေကိုအမှတ်တရဖြင့်တရုတ်တရသိမ်းဆည်းထားခဲ့ပါတယ်ပြည့်ဖြိုးကတော့သူ့ရဲ့ကောင်မလေးကိုတင်တောင်းဖို့အတွက်ရည်ရွယ်ပြီးသူစုထားတဲ့ပတ်စံလေးတွေကိုဘာကြီးဖြိုးထံမှာအမြဲတမ်းအနံလေးရှိပါတယ်ဒီလိုနဲ့အချိန်တွေကြာလာတဲ့အခါမှာတော့မျက်နှိုးတယောက်ပြည့်ဖြိုးထံကိုစမရေးတော့ပါဘူးပြည့်ဖြိုးကမြို့မှာအလုပ်တွေစူးစမ်းပြီးမျက်နှိုးထံကိုအမြဲတမ်းစာရေးနေခဲ့ပေမဲ့မျက်နှိုးကတော့စာလေးတစ်စောင်တော့ပြန်မလာခဲ့ပါဘူးပြည့်ဖြိုးဟာသူ့ရဲ့ရှစ်သူကောင်မလေးမျက်နှိုးသူ့ထံဘာကြောင့်စာမရေးလဲဆိုတာသိချင်တဲ့အတွက်ကြောင့်ရွာကိုပြေးလွှားပြန်သွားခဲ့ပါတယ်ရွာအဝင်ကိုရောက်တဲ့အချိန်မှာပဲမထင်မှတ်ထားတဲ့မြင်ကွင်းကသူ့ကိုအံ့ဩမင်သက်သွားစေခဲ့ပါတယ်သူအရင်ရှိရတဲ့သူ့ရဲ့ကောင်မလေးမျက်နှိုးဟာကောင်လေးတစ်ယောက်နဲ့ရွာအဝင်လမ်းမှာလမ်းလျှောက်နေတာတွေ့လိုက်ရတဲ့အချိန်ပြည့်ဖြိုးတစ်ယောက်ရင်ထဲမှာပူလောင်စွာခံစားလိုက်ရပါတယ်ပြည့်ဖြိုးဟာသူ့အပေါ်သစ္စာမရှိတဲ့မျက်နှိုးကိုစိတ်နာသွားပြီးမြို့ကိုပြန်သွားခဲ့ပါတယ်အဲဒီနောက်ရွာကိုနှစ်တွေကြာတဲ့အထိပြန်မလာတော့ပါဘူးပြည့်ဖြိုးတယောက်မြို့မှာကောင်မလေးတယောက်နဲ့တွဲပြီးမျက်နှိုးကိုလုံးဝသူ့ဘဝတွေကထုတ်ပယ်လိုက်ပါတော့တယ်တစ်ဖက်မှာတော့မျက်နှိုးတယောက်သူမရဲ့ရှစ်သူကောင်လေးပြည့်ဖြိုးသူမထောင်စာမရေးတဲ့အပြင်ရွာကိုပြန်မလာတာကြောင့်လွမ်းရက်တီရှည်ကြာနေခဲ့ပါတယ်ပြည့်ဖြိုးဘာကြောင့်ရွာကိုပြန်မလာလဲဆိုတဲ့သတင်းကိုသိချင်တာကြောင့်ပြည့်ဖြိုးရဲ့ဆွေမျိုးတွေကိုသွားမေးခဲ့ပေမဲ့ဘယ်သူမှတိကျတဲ့အဖြေမပေးခဲ့ပါဘူး။ဒီနေ့မှာတော့ပြည့်ဖြိုးရွာပြန်ရောက်နေရဲဆိုတဲ့သတင်းကြားတဲ့အချိန်မှာမျက်နှိုးဟာအားရဝမ်းသာနဲ့ပြည့်ဖြိုးရဲ့အိမ်ကိုအပြေးလွှားလေးသွားခဲ့ပါတယ်။ပြည့်ဖြိုးရဲ့အိမ်ရှိရောက်တဲ့အချိန်မှာတော့သူမပြေးလွှားနေတဲ့ရှီလန်းတွေဟာရက်တန့်သွားခဲ့ရပါတယ်။ပြည့်ဖြိုးမင်္ဂလာဆောင်တော့မယ်ဆိုတာသိလိုက်ရတဲ့အတွက်မျက်နှိုးရဲ့ရှီလန်းတွေဟာအိမ်ုံသာဥတီခဲ့ပြီးအပြန်လမ်းမှာမျက်ရည်ပြည့်နေခဲ့ပါတယ်ခမ်းနားလုံးနဲ့မင်္ဂလာမတ်တက်ကြီးအလယ်မှာပြည့်ဖြိုးတယောက်မင်္ဂလာပွဲကိုပျော်ရွှင်စွာကျင်းပလို့နေပါတယ်တစ်ဖက်မှာတော့မျက်နှိုးဟာပြည့်ဖြိုးပေးထားတဲ့မှတ်တရပစ္စည်းတွေနဲ့စာလွှာလေးတွေကိုမီးရှို့ရင်းရင်ထဲမှာကြေကွဲလူမတက်ခံစားနေရပါတယ်သူတို့နှစ်ယောက်အကြောင်းအားလုံးကိုသိနေတဲ့မျက်နှိုးရဲ့တငယ်ချင်းကောင်မလေးဟာပြည့်ဖြိုးကိုမျက်နှိုးရဲ့အကြောင်းအားလုံးတွားရောက်ပြီးတော့ရှင်းပြခဲ့ပါတယ်။မှန်တကယ်တော့ပြည့်ဖြိုးထင်တယ်လို့မျက်နှိုးဟာတစ္ဆာမရှိခဲ့တာမဟုတ်ပါဘူး။ပြည့်ဖြိုးရွာမှာမရှိတဲ့အချိန်မျက်နှိုးဟာအလုပ်တွေပိုပြီးပင်ပန်းပန်းလှုပ်လာခဲ့ရပါတယ်။တစ်ဖက်မှာလည်းနေမကောင်းတဲ့သူ့ရဲ့အမေကိုပြုစုနေခဲ့ရတာကြောင့်ပြည့်ဖြိုးထံကိုစာကောင်းကောင်းမရေးနိုင်ခဲ့ပါဘူး။မျက်နှိုးပြုစုနေတဲ့ကြားသူမရဲ့အမေဟာကျမ်းမာရေးရှိနေအရန်ကိုဆိုးဝါးနေတာကြောင့်ဆေးဆရာထံကိုမကြာခဏတွားရတတ်ပါတယ်။မှန်တကယ်တော့ပြည့်ဖြိုးတွေးခဲ့တာဟာမျက်နှိုးနဲ့တွေးနေတဲ့ကောင်လေးမဟုတ်ပဲရွာကိုတိတ်ရောက်လာတဲ့ဆေးဆရာလေးသာဖြစ်နေခဲ့ပါတယ်။ပြည့်ဖြိုးတယောက်အမှန်တရားကိုသိလိုက်ရပေမဲ့အရာအလုံးဟာနောက်ကျသွားခဲ့ပါပြီ။နေ့စဉ်နဲ့အမျှရှစ်သူလွမ်းနေရတဲ့မျက်နှိုးရဲ့လွမ်းနေဟာလည်းဒီနေရာမှာပဲအလုံးဆုံးသက်သွားခဲ့ပါပြီ။ဟုတ်ကဲ့ပါဇလန်းလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းလေးတွေထပ်မံဖန်တီးနိုင်မှုအတွက်ကျွန်တော်ကြိုးစားသွားပါမယ်ခင်ဗျာ။